ဖေဟာတနေ့တာလုံးမှာအလုပ်တွေဘလောက်ပဲလုပ်လို့အချိန်မလောက်ဘူးလို့ခံစားနေရပါသလားအောင်မြင်သူတွေကကျွန်တော်တို့ထက်အချိန်တွေပိုရနေတာမဟုတ်ပါဘူးသူတို့ကအချိန်ကိုစောစောစီးစီးစတင်အသုံးချကြတာပါသူတို့ဘာကြောင့်ဒီအချိန်ကိုရွေးချယ်ကြတာလဲဒီဗီဒီယိုမှာမနက်9 နာရီထားခြင်းရဲ့သိပ္ပံနည်းကြအကျိုးကျေးဇူးတွေနဲ့တင်ကိုယ်တိုင်လက်တွေ့လိုက်နာနိုင်မဲ့အစစ်စစ်လမ်းညွှန်ချက်တွေကိုအသေးစိတ်ပြောပြပေးသွားပါမို့ဗီဒီယိုကိုအဆုံးထိစောင့်ကြည့်ပေးသွားကြပါနော်။ဘာကြောင့်မနက်9 နာရီမှာထားတင်တာလဲ။နာမည်ကျော်စာရေးဆရာရောဘင်ရှာမန်ကမနက်9 နာရီကနေ6 နာရီကိုအောင်ပွဲရချိန်လို့ခေါ်ပါတယ်။လူအများစုအပြော်နေချိန်မှာတင်ကနိုးထနေတာကတင်းစိတ်ကိုငါကတခြားသူတွေထက်တာလွန်နေပြီဆိုတဲ့စိတ်ပိုင်းဆိုင်ရာအောင်ပွဲကိုပေးပါတယ်။စီးချက်နဲ့လန်းဆန်းမှုသိပ္ပံနည်းကြအရကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကနိုးကြစေတဲ့ဟော်မုန်းကမနက်9 နာရီဝန်းကျင်မှာစတင်ထွက်ရှိလာပါတယ်။ဒီအချိန်မှာထတာကတဘာဝရဲ့စီးချက်နဲ့ကိုက်ညီတဲ့အတွက်နေ့ကင်းဘက်မှာပိုပြီးလန်းဆန်းနေစေတာပါ။ဆုံးဖြတ်ချက်ပင်ပန်းမှုကိုရှောင်ချခြင်းနေ့ကင်းဘက်မှာအလုပ်တွေပြဿနာတွေများလာတဲ့အခါကျွန်တော်တို့အုံနောက်ကဆုံးဖြတ်ချက်ချရတာပိုပြီးပင်ပန်းလာပါလိမ့်မယ်။မနက်9 နာရီမှာတော့အုံနောက်ကဘက်ထရီပြည့်ရှိနေတဲ့အတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုအမှားယွင်းမရှိချမှတ်နိုင်ပါတယ်။မနက်9 နာရီမှာအောင်မြင်စွာနိုးထနိုင်မဲ့လက်တွေ့ကျတဲ့နည်းလမ်း5 ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်။ကြောင်းမြန်အချိန်ဆွဲပါမနက်9 နာရီမှာနိုးဖို့ဆိုတာညဘက်ကစပါတယ်။လူတစ်ယောက်ကအိပ်ဆက်ခြင်းစာကဲ90 မိနစ်တစ်ခါကိုဖြတ်တန်းရပါတယ်။အကောင်းဆုံးကတော့ည10 နာရီမှာအိပ်ဆက်ခြင်းကမနက်9 နာရီမှာနိုးထားတဲ့စာကဲအပြည့်ရနေတဲ့အတွက်ကောင်းမှုတာမျိုးမဖြစ်စေပါဘူး။ညဘက်မှာသင်အနိုင်ရမှမနက်ခင်းကိုသင်ပိုင်စိုးနိုင်မှာပါ။နည်းပညာကိုအန်တူပါနှိုးဆက်ပေးထားတဲ့ဖုန်းကိုခေါင်းရင်းမှာမထားပါနဲ့အဲ့ရနဲ့အဝေးဆုံးစပွဲပေါ်မှာတင်ထားပါနှိုးဆက်ပိတ်ဖို့လမ်းလျှောက်သွားရတဲ့ခြေလမ်း9 လမ်းဟာတင်အောင်နောက်ကိုနိုးကြစေတဲ့ခလုတ်တစ်ခုပါပဲပြီးရင်ဖုန်းကိုပြန်မကြည့်ပါနဲ့မနက်ခင်ပထမဦးဆုံးတနာရီမှာဆိုရှယ်မီဒီယာကြည့်တာကတင်အောင်နောက်ကိုတခြားသူတွေရဲ့သတင်းစကားတွေနဲ့ရှုပ်ထွေးသွားစေတတ်ပါတယ်20 စီးမြင့်ကို3ပါမနက်9 နာရီထားပြီးဘာလို့ရမယ်မသိရင်ဒီနည်းကို3ပါပထမမိနစ်20ချွေးထွက်အောင်လေ့ကျင့်ငယ်လုပ်ပါဒါကအုံနောက်တဲကဒိုပါမင်းကိုထွက်စေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်ဒုတိယမိနစ်20ဖျားမှတ်ပါဒါမှမဟုတ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုချရေးပါဒါကစိတ်တည်ငြိမ်မှုကိုပေးပါတယ်တတိယမိနစ်20စာဖတ်ပါဒါမှမဟုတ်ဘူးဒုတာတစ်ခုခုသင်ယူပါဒါကသင်ကိုပို့တော်လာစေပါတယ်မနက်နုနုချင်းရေအေးတစ်ခွက်တောက်ပါရေဓာတ်ပြေဝသွားတာနဲ့သင်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေစတင်အလုပ်လုပ်လာပါလိမ့်မယ်ဖြစ်နိုင်ရင်လိုက်ကာတွေကိုဖွင့်ပြီးတဘာဝအလင်းရောင်ကိုကြည့်ပါအလင်းရောင်ကသင်အောင်နောက်ကိုအဲ့ချိန်ကုန်ပြီလို့သတင်းစကားပေးပါတယ်ဆွဲမြဲမှုရဲ့တန်ဖိုးတရက်တည်း9 နာရီထားတာတဲ့နေ့တိုင်းပုံမှန်ထားတာကပိုအရေးကြီးပါတယ်21 ရက်စီးမြင့်ကို3ပါပထမအပတ်မှာတိတ်ခန္ဓာကိုယ်ကတိုက်ပွဲဝင်နေရပါလိမ့်မယ်ဒုတိယအပတ်မှာစတင်အသားကျလာပါလိမ့်မယ်တတိယပတ်မှာတော့9 နာရီထားတာကသင်ဘဝရဲ့တစိတ်တစ်ပိုင်းဖြစ်သွားပါလိမ့်မယ်မနက်9 နာရီမှာနိုးထခြင်းကအဲ့ရထဲမှာရှိနေတဲ့နှွေးထွေးမှုကိုဆော့လော့ရတာပါဒါပေမဲ့အဲ့ဒီဆော့လော့မှုကနေရလာတဲ့အကျိုးကျေးဇူးကတော့သင်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်ဒါကတော့ Knowledge for 100 Project ရဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပြောသွားခဲ့တဲ့မနက်9 နာရီမှာနိုးထခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်းကိုသိရှိသွားပြီဆိုရင်ဆွေးမြန်းမှုရဲ့တန်ဖိုးကိုအသုံးချပါလို့ပြောချင်ပါတယ်ကျေးဇူးပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်